ဒီကနေ့ဒီမိုကရေစီစံချိန်စံနှုန်းနဲ့မညီတဲ့အခြေခံဥပဒေကြီးကြောင့်ကဲလွတ်တော်ထဲမှာဘောင်းမီရှည်ကြီးဝင်မနေဘူးလားဒီညိအောင်ကြီးဝင်မနေဘူးလားတက်တည်မရုပ်ဘူးလားအဲ့ဒီတော့တုံးနော်ဒီအပွင့်နေအခက်တွေကဒီစစ်တပ်ထဲမှာဆိုဘလောက်တက်တည်ရှိလိုက်ဟိုကချင်ပြည်နယ်စစ်တိုက်တဲ့နေရာမျိုးဆိုဘလောက်ကောင်းလိုက်အခုတော့ဟုတ်ပါဘူးဗျာလွတ်တော်ထဲသွားပြီးအပြိုင်ဆိုင်အိတ်ငိုက်နေကြတာစစ်သားကိုယ်ကလေးကြီးတွေဘာမှလုပ်ပိုင်ကိုလည်းမရှိဘူးဘာမှအစိုးတင်ပိုင်ကိုလည်းမရှိဘူးဘာမှထောက်ခံကြကိုလည်းဘာမှကန့်ကွက်ကမရှိတွားပြီးတော့အချိန်ဖြုံးတာဘယ်နဲ့တော့ဝန်ထမ်းကောင်းတွေရဲ့အဖို့တန်တဲ့အချိန်နေအလားသာဖြစ်မသွားဘူးလားတိုင်းပြည်ကြိုးရှိသေးလားသူတို့လက်ကပေးထားတာတန်လားဒိဗ္ဗေရှိလား